ဒါကတော့ကျွန်တော်ဂျပန်မှာရက်ထားမောင်းတဲ့ဦးလေးနဲ့အတူတူ GPT ဆောင်ပွဲဖောင်ကြီးတွက်လို့တဲ့ mini vlog လေးပဲဖြစ်ပါတယ်။ဆောင်ပွဲနေ့မနေ့နိုးလာနေရေခဲတက်ကြည့်ဘာမှစားစရာမရှိရနဲ့တွေး sausage ကိုကက်ကြီးနဲ့ညှက်ပြီး microwave နဲ့ပစ်ထည့်ထမင်း plate နဲ့တွေ့ပလိုက်ပါတယ်။အဲ့လိုနဲ့ကျွန်တော်တယောက်ရဲ့ဖောင်ကြီးလွင်ကုလိုတယောက်ရဲ့ရမှာဆိုလို့ကျွန်တော်ကြောင်းပေါ်တာပါခေါ်လူခိုင်းပါတယ်။အဲ့လိုနဲ့သွားမဲ့နေရာရက်ထားစီးရပေါ့နော်။ရက်ထားပေါ်မှာလည်းစာကြိုးစားကျွန်တော်ပေါ်တာတော့ phone ပိတ်ပြီးအိပ်ပြောနေရပေါ့နော်။အဲ့လိုနဲ့ပဲကျွန်တော်တို့ Google Map ရဲ့ခေါ်ဆောင်မှုကိုတသွေးမသိမ်းလိုက်နာပြီးရောက်ပြီဆိုရင်ဆင်းလိုက်ပြီမဲ့ဖြေမဲ့နေရာနဲ့တနိုင်အောင်ဝေးနေအောင်တွေ့ရရပေါ့နော်ဒီလိုနဲ့ဆောင်ပွဲအချိန်မမီမှာစိုးလို့ဆိုပြီးဘူတာကရက်ထားမောင်းတဲ့ဦးလေးကြီးကိုကုညီတောင်းနေပေါ့နော်ကံကောင်းရှင်တော့အဲ့လိုသွားမဲ့ရက်ထားသူကိုယ်တိုင်မောင်းတာဖြစ်နေတော့ကျွန်တော်တို့ကိုသူနဲ့သူလိုက်ခဲ့ဖို့ခေါ်တယ်ပေါ့နော်အဲ့လိုနဲ့ရက်ထားမောင်းတဲ့ဦးလေးခေါ်ဆောင်မှုနဲ့သူကျွန်တော်တို့ကဆောင်ပွဲဖြစ်မဲ့နေအောင်အချိန်မီရောက်ရှိခဲ့တယ်ပေါ့နော်ရဲရောက်ချင်းမှာကျွန်တော်တို့စောင့်ကြိုနေရတာဘောကတက်လန်နေမဟုတ်တဲ့လှေကားတွေပဲဖြစ်ပါတယ်တက်ပြီးကံကောင်းလာတာဘယ်လိုမဟုတ်ပဲကျွန်တော်တို့ဘောကတက်လန်နေလို့ဖြောင်းဖြူးနေတဲ့ဆက်လေကားကြီးကိုတွေ့ရှိခြင်းပဲဖြစ်ပါတယ်ဘလိုပဲကံကောင်းနေပါစေနေဘူးထဲမှာလမ်းလျှောက်မှာလားဂျပန်ထုံးစံပဲပေါ့နော်ဂျပန်မှာနွေရာသီဖြစ်နေအောင်စောက်ရမ်းပူပါတယ်ဒီယူနီထဲမှာအခန်းရှာရရတဲ့အချစ်စစ်ကိုရှာဖွေလို့ပဲစောက်ရမ်းခတ်ပါတယ်ဘလို့နေရှာနေလူကကျွန်တော်မလို့သူမအချစ်ကိုလည်းရခဲ့လို့အခန်းတက်ကိုလည်းရှာဖွေတွေ့ရှိခဲ့ပါတယ်အဲလေဆောင်မွေအခန်းထဲရောက်တဲ့ဂျပန်ဆီယမတယောက်ကတော့သူစိတ်ကောက်နေအောင်သူ့ဘဲကမချော့တဲ့အပြင်ကျွန်တော်တို့လိုနိုင်ငံခြားသားအပြုံလိုက်တော့အခန်းလာစောင့်ပေးနေရတဲ့အတွက်ဘာလို့စိတ်တူလို့တုံမှန်းမသိရကျွန်တော်တို့စက်တိုက်ကောနေပါတယ်အဲ့လိုနဲ့ပဲဖြေမဲ့အချိန်ရောက်တော့ကျွန်တော်မီးခွန်းစရွက်လှန်လိုက်တဲ့အချိန်မှာတော့fuck ဒီမှာ GPT